ဘလောက်ပဲပလိန်နေကြပါစေခွေးတို့ပေါက်ကနေဝင်လာတဲ့ဆိုပြီးတော့မှပြောမခံနိုင်တော့ဘူးကိုရှစ်ဆက်ပြီးတော့မှလှုပ်ဆောင်ရမယ်လူပညာတွေကိုသာဆက်လက်ပြီးတော့မှလှုပ်ဆောင်သွားပါတော့မယ်ဆိုပြီးတော့မှပြောလာတဲ့ခင်ရသနာဆိုးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါမီဒီယာနဲ့ရချစ်ချန်နယ်နဲ့ပြောင်းလဲကြိုးဆိုလိုက်ပါတယ်မြန်မာစတားမှာဒိုင်လောက်ရာကနေပြီးတော့မှခုချိန်ထိပရိသတ်တွေရဲ့ပြောဆိုမှုတွေခံရဆုံးပရိသတ်တွေရဲ့ပလိန်မှုတွေကိုခံရဆုံးဝေဖန်မှုတွေခံရဆုံးဖြစ်နေစေဖြစ်နေတဲ့ခင်ရသနာဆိုးပဲဖြစ်ပါတယ်ခင်ရသနာဆိုးနဲ့အောင်ကိုတို့ကနေပြီးတော့မှမြန်မာစတားမှာဒိုင်လုပ်ပြီးတော့မှဝင်ရောက်ပြီးတော့မှရှင်ပြိုင်နေကြတဲ့လူငယ်တွေကိုနေတာလေးလာပြီးတော့မှတုံးတက်နေခဲ့ကြတဲ့ဒိုင်တွေပဲဖြစ်ပါတယ်ဒါပေမဲ့လည်းတကယ်တမ်းပြောရရင်မြန်မာစတားကတကယ်အနုပညာဝါသနာပါတဲ့လူငယ်တွေကိုမွေးထုတ်ပေးတဲ့ပြန်ဝဲမျိုးမဟုတ်ပဲနဲ့စီးပွားရေးအရာလှုပ်ဆောင်နေတဲ့လှုပ်ပွဲတစ်ခုဆိုတာကပြည်သက်တို့အတိဆုံးပဲဖြစ်ပါတယ်တကယ်တမ်းပြောရရင်အဲ့ဒီမြန်မာစတားဆိုတာပြိုင်ဖို့ကိုမတင်တော့တဲ့အနေထားဖြစ်ပြီးတော့မှစောက်ရင်းမပါတဲ့ပြိုင်ပွဲဆိုတာကပြည်သက်တို့နဲ့ကျွန်တော်တို့ကအတိပြီးသားဖြစ်တဲ့ကိစ္စဖြစ်ပါတယ်ပြိုင်ပွဲဆိုတဲ့ပုံစံမျိုးလုပ်ပေမဲ့လည်းပြိုင်ပွဲဆန်ဆန်မလုပ်ဘဲနဲ့စီးပွားရေးဆန်ဆန်လုပ်နေပြီးတော့မှသူတို့ရဲ့လှုပ်ချင်တဲ့ပုံစံမျိုးအတိုင်းကိုလုပ်နေကြတာကြောင့်ပဲဖြစ်ပါတယ်အခုမှအောင်ကိုနဲ့ခင်ရင်သနာဆိုးတို့ဒိုင်လုပ်တဲ့အချိန်ကစားပြီးတော့မှဖြစ်သွားတဲ့ကိစ္စမဟုတ်ပါဘူးသူတို့ရမတိုင်ခင်မှာရှေ့ artist တွေတကယ်အနုပညာရှင်တွေတကယ်အနုပညာဝန်စားတွေပြည့်ဝတဲ့လူတွေလောက်ကတဲ့ကနေပြီးတော့မှဒီလိုမျိုးပြဿနာတွေခဏခဏကြုံနေရလို့စိတ်ပြက်လက်ပြက်နေကိုပြန်လဲနှုတ်ထွက်သွားခဲ့ကြတာလဲတကယ်ကိုအင်မတန်မှကြည့်ရတာအကြည့်တန်လွန်လှပါတယ်ဗျပရိသတ်ကြီးတို့ရေအဲ့ဒါလို့နဲ့ခင်သနာဆိုးကနေပြီးတော့မှကချင်တိုင်းရင်သားမြကြီးနားကောင်လေးတယောက်ကလာပြန်ပြီးတဲ့နောက်ပိုင်းမှာကေသနာစုပ်ကနေပြီးတော့မှပြန်လဲနှုတ်ထက်သွားခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုချိန်မှာမြန်မာစတားရဲ့လုပ်ပွဲတွေဇက်ခင်းတဲ့ပုံစံမျိုးကိုသဘောမကျတော့တာကြောင့်နှုတ်ထွက်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကေသနာစုပ်က live stream ပြီးတော့မှအခုလိုမျိုးပြောကြလာခဲ့တာပဲဖြစ်ပါတယ်ပလိန်ပြီးတော့မှတင်နေတဲ့ post တွေနဲ့ပတ်သက်ပြီးတော့အပြစ်မပြောလို့တလို့စိတ်လည်းမဆိုးပါဘူးဒါပေမဲ့လည်းအပြင်မှာပြဿနာမျိုးတွေရှိတာမဟုတ်ပေမဲ့လည်းခင်ဗျားတို့ကိုခုလိုမျိုး live stream ပြီးတော့မှပြန်လဲဖြည့်ရှင်းလိုက်ရပါတယ်ဆိုပြီးတော့မှကိုပြောလာခဲ့တဲ့ခင်သနာဆိုးကလည်းခုနဲ့ပတ်သက်ပြီးတော့တကယ်တမ်းပြောရရင်ဒိုင်ကသူတို့ကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးဆိုပြီးတော့မှကိုဝေဖန်လို့မရသလိုအဲ့ဒီမြန်မာစတားကိုပွဲဖန်တီးတဲ့ပိုင်ရှင်တွေကစီးပွားရေးအရာလုပ်ပွဲတွေဖြစ်နေခဲ့တာကြောင့်ကိုလိုမျိုးတီးမခံနိုင်တော့တဲ့အဆုံးမှာပြန်လဲနှုတ်ထွက်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခေသနာဆိုးကနေပြီးတော့မှပြောလာခဲ့ပြီပဲဖြစ်ပါတယ်ပြောရရင်လည်းပဲပရိသတ်ကြီးတို့ရေအောင်ကိုကလည်းဝင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲတိုင်းကိုအမြဲတမ်းဖြုတ်နေပြီးတော့မှမသိရင်သူစိုးနေကြတဲ့ချင်းတွေနဲ့ပတ်သက်ပြီးတော့သူရဲ့အနုပညာတွေနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာခုဝင်ပြိုင်နေကြတဲ့လူငယ်တွေကိုသူရဲ့အနုပညာနဲ့ရှင်ပြီးတော့မတူးသလိုမတန်းသလိုမြခံယူနေလားမသိပါဘူးသူကတော့အမြဲတမ်းဖြုတ်နေပြီးတော့မှနာမည်ပါဖြုတ်ကြီးဆိုပြီးတော့မှတွင်းနေခဲ့ရတာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းခေသနာဆိုးကလည်းတွေ့သမျှလူတိုင်းကိုအနေငယ်ဆိုယုံတက်ယုံလောက်နေကိုအမြဲတမ်းခေါ်ချင်နေပြီးတော့မှခေါ်ကြီးဖြစ်နေတဲ့ကိုကြော်ကြီးပဲဖြစ်နေပြန်ပါတယ်ဒီလိုနဲ့တယောက်နဲ့တယောက်အတင်းချစ်တဲ့စကားဖြစ်နေကြရမှာခုတော့ကေန္ဒနာဆိုးကနေပြီးတော့မှတိတ်ညမခံနိုင်တော့လို့ပြန်လဲနှုတ်ထွက်ခဲ့ရတဲ့အနေအထားဖြစ်သွားခဲ့ပြီအကြောင်းတွေကတော့မြန်မာစတားကလုတ်ပွဲစက်ခင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကေန္ဒနာဆိုးကလည်းအမြဲတမ်းခေါ်ခြင်းနဲ့ခေါ်လို့မရသူရဲ့စိတ်တိုင်းလုံးလို့မရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြန်လဲနှုတ်ထွက်ခဲ့ရတဲ့အကြောင်းပဲဖြစ်ပါတယ်